ကြောင်ကလေးများတွင်တားဆေးထုံးနှံခြင်းဤဆိုးကျိုးများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဒေါက်တာစမိုင်းတိတ်ဆက်စေကူကငါတိတ်ဆက်စေကူဆောင်ဒေါက်တာစောစရာနိုင်မှာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကမိတ်ဆွေတို့ရဲ့ကြောင်မလေးတွေကိုပေါ့နော်တားမပွားရအောင်တားဆေးထိုးတာဘယ်လောက်ထိဆိုးကျိုးများလဲဆိုတာကိုရှင်းပြပြောရပြီးတော့မှဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုအဆုံးထိလဲပါကြည့်ရှုပေးဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်တဲ့ရင်ကကြောင်မလေးကိုကလေးတွေမပွားရအောင်တားဆေးတွေထိုးနှံပြနေပါသလားဒီနီလန်းဟာအမှန်ကန်တဲ့သားတိုင်းနီးစနစ်မဟုတ်ဘူးဆိုတာသိထားဖို့လိုအပ်နေပါပြီ။ကမ္ဘာ့တိုက်ဆန်ကျန်းမာရေးအဖွဲ့ရဲ့2025ခုနှစ်စစ်တမ်းတွေရဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဓာတ်ဆေးထိုးနှံတဲ့ကြောင်မတွေရဲ့80%လောက်ကတင်ပြည်တယ်နာတင်ကင်ဆာနှုတ်အကျိတ်စတဲ့ရောဂါတွေဖြစ်ပေါ်တာတွေ့ရှိနေရပါတယ်။ဒါကြောင့်ဓာတ်ဆေးမထိုးဘဲတားကြောဖက်တာတွေကိုလုပ်ပေးဖို့ကျွန်တော်တို့တိုက်ဆန်ဆေးကူဆရာဝန်တွေကတိုက်တွန်းနေရခြင်းပဲဖြစ်ပါတယ်။ဒီတော့ဓာတ်ဆေးရဲ့သဘောတဘာဝနဲ့ဆိုးကျိုးကိုအရင်ဆုံးရှင်းပြပေးပါမယ်။ဓာတ်ဆေးဆိုတာက Matrosy Progesterone လို့ခေါ်တဲ့ဟော်မုန်းဆေးတစ်မျိုးဖြစ်ပါတယ်။ဒီထိုးဆေးမှာပါတဲ့ Progesterone ဆိုတဲ့ဟော်မုန်းကပုံမှန်ဆိုရင်ကျောင်းမလေးတွေကိုယ်ဝန်ဆောင်တဲ့အချိန်မှာပဲကိုယ်ဝန်မြဲအောင်မျိုးဝင်ကနေထုတ်လုပ်ပေးတဲ့ဟော်မုန်းတစ်မျိုးပဲဖြစ်ပါတယ်။ဒီဟော်မုန်းကိုထုံးနှံလိုက်တဲ့အခါကျောင်းမလေးရဲ့ခန္ဓာကိုယ်ရင်းနဲ့မသိစိတ်မှာကိုယ်ဝန်ရှိနေတယ်လို့ဖြစ်ပေါ်သွားပြီးဆေးရနေတဲ့မကုန်မချင်းဒါလည်းထပ်မတောင်းဟိလည်းမလာတော့ပဲငြိမ်ငြိမ်စိမ့်ဖြစ်သွားပါတယ်။ဒါကတော့ဓာတ်ဆေးဟော်မုန်းရဲ့သဘာဝပဲဖြစ်ပါတယ်။ဆိုကျိုးအနေနဲ့ကတော့တကယ်ကိုယ်မရှိပဲကိုယ်ရှိတယ်လို့ခံစားရတာကြောင့်ကျောင်းမလေးရဲ့ခန္ဓာကိုယ်ရဲ့တခြားဟော်မုန်းတွေကမောက်ကမဖြစ်ကုန်ပါတယ်ဒီလိုကမောက်ကမဖြစ်လာတာမှတစ်ဆင့်နောက်ဆက်တွဲဆိုကျိုးတွေဖြစ်တဲ့တိမ်နဲ့မျိုးအိမ်မှာရေအိတ်တဲ့ခြင်းတိမ်ပြည်တဲ့နာဖြစ်ပေါ်ခြင်းတို့အချိန်နှုတ်ကင်စာဖြစ်ပေါ်ခြင်းတို့တွေကိုဖြစ်ပေါ်လာနိုင်ပြီးမိမိကြောင်ကလေးကိုအသက်ဆုံးရှုံးသည့်ဒီဖြစ်ပေါ်စေနိုင်ပါတယ်ဒါကြောင့်မိမိကြောင်မလေးကိုတားယူဖို့အစီအစဉ်မရှိပါကတားကြောဖြတ်ခြင်းတိမ်ထုတ်ခြင်းတို့သည်သာလျှင်အကောင်းဆုံးနဲ့အမှန်ကန်ဆုံးရွေးချယ်မှုဖြစ်တယ်လို့ပြောကြပါရစေဒါဆိုရင်ဘယ်ရွယ်မှာတားကြောဖြတ်ပြီးတိမ်ထုတ်လို့ရပြီလဲကျောင်းမလေးတွေအသက်6လနဲ့အထက်မှစတင်ပြီးတော့တိမ်ထုတ်ခြင်းတားကြောဖြတ်ခြင်းစတာတွေကိုလှုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်ကျောင်းမလေးတွေကိုတားကြောဖြတ်တာတိမ်ထုတ်တာလှုပ်ဆောင်မယ်ဆိုရင်လည်းစနစ်တကျတတ်တန်ရှင်းရှင်းပြုလုပ်ပေးတဲ့တိတ်ဆန်ဆေးကူခန်းတွေမှာသာလျှင်လှုပ်ဆောင်ဖို့အကြံပေးလိုပါတယ်ကျွန်တော်ရဲ့ဒေါက်တာစမိုင်းတိတ်ဆန်ဆေးကူကမှလည်းကျောင်းမလေးတွေကိုတာကြောဖြတ်ခြင်းတိမ်ထုတ်ခြင်းတို့ကိုကုန်ကျစရိတ်အနည်းဆုံးနဲ့အန္တရာယ်ကင်းဆုံးဖြစ်အောင်ထိုးဆေးမေ့စေရှူဆေးမေ့စေတို့ကိုအသုံးပြုပြီးစနစ်တကျလှုပ်ဆောင်ပေးနေပြီပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်ပြီးမိတ်ဆွေတို့အနေနဲ့အကျိုးဆုံးတရားရရှိမယ်လို့ယုံကြည်ပါတယ်အဆုံးထိကြည့်ပေးလို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ